ဆက်ပြပဲချွေးနှံမပြောက်ဘူးချွေးနှံအရန်နှံတယ်ကိုနှံဆိုးတွေဒါထွက်နေတဲ့လူတွေပါတယ်ဆိုရင်တော့ဒီကဗီဒီယိုဖိုင်လေးကိုကြည့်သွားပေးပါရှင်ဒီလိုကိုရက်ကိုခန္ဓာကချွေးနှံအရန်နှံနေရဆိုရင်ဘယ်သူမှကို့အနာမကတ်ချင်တာတော့အမှန်ပါပဲဒါကြောင့်မို့ကိုကအနှံ့ဆိုးတွေထွက်တတ်တယ်ကိုရဲ့ကိုတင်းနှံကချွေးနှံနံတဲ့ချွေးနှံရိုင်းတဲ့ဒူတယောက်ဆိုရင်တော့ဒီက body salt တခဲလေးစောင့်ထားရုံနဲ့မိတ်ဆွေရဲ့ကိုခန္ဓာမှာရှိတဲ့အနှံ့ဆိုးတွေအညစ်အကြေးတွေကိုလည်းအလွယ်တကူ subscribe subscribe တိုက်လို့လည်းရတယ်เนาะဂျေးချုံမဲ့ဆိုရင်လည်းအလွယ်တကူဂျေးပြောင်းလွယ်လာတယ်လည်းဖြစ်ပါတယ်ရှင့်နောက်ထပ်ကောင်းတဲ့အချက်ဆိုရင်တော့သူကအဖူးတွေကြောမှာအဖူးဆိုးတွေထွက်တယ်ပေါ့နော်ရေမတန့်လို့ပဲဖြစ်တခုခုအဖူးပိန်တွေထွက်တတ်တယ်ဆိုရင်တော့ဒီက body salt လေးကိုအမြန်ဆုံးလေးတာတုံးကြည့်လိုက်ပါရှင်တက်ခဲကုန်တာနဲ့မိတ်ဆွေတို့တိတာတဲ့ရလက်ကိုရစေရမယ်လို့တာဒီမှာရေးရကြီးအမခံတာလည်းဖြစ်ပါတယ်ကဲလိုချင်နေဆိုရင်မာယူလို့ရပါတယ်ရှင်ဒါထိုင်းမိတ်လေးပါနော်တက်ခဲဟိုမှာ1000နဲ့4000ကျပ်ပဲကြပါပဲရှင်